လက်ရှိတော်ပေါ်တဲမှာနော်မတော်ပေါ်တဲလိုက်ကဟိုမှာတော့ဒီကနေ့ကန်းချိုဝက်အိတ်ကျိုးသွားတော့မနော်ဟိုကကျိုးသွားတယ်ကျွန်တော်ကတော့ကျိုးတော့တော်ပေါ်တဲမှာကျိုးသွားဒီလိုများရှိတယ်ဟာကျိုးသွားအမှကျိုးမှာသွားသူရှိတယ်ကျိုးကဒီတရားတော့အမှန်ခရဝါကာဖေဆိုင်မှာကျွန်တော်ကာဖေကူတော့ဒီကာဖေတော့69ကပြန်ဒီမှာဒီလေကားကိုသွားမတက်ဘူးဟိုမှာကျိုးမှာသွားတယ်ရေသွားကူတော့မနော်အဲကျွန်တော်လည်းတူလိုက်ကြည့်တဲ့နဲ့ကဲပါခုကျွန်တော်တက်တာတော့ကျွန်တော်တက်တာနေရှိလို့အခုစမ်းနိုင်20နှစ်မနော်စမ်းနိုင်20မိနစ်မှရောက်တက်ဟိုဒီကားတော့ဒီစမ်းနိုင်20နှစ်ချောင်းညောင်းဟာငါတက်တယ်ကျွန်တော်ရဲ့တော့ရှေ့သွားမှာဆိုပေါ့နော်ကျွန်တော်အများကြီးနဲ့ပဲကျွန်တော်ဗီဒီယိုကိုတဲတဲ့နေရာမှာအများဆုံးနဲ့တဲမှာဒီနေရာမှာတော့ဒီလာနေမှာတော့တားကမှတားရပါတယ်ရဲလည်းရှိတယ်ဆိုတော့နေဘူးထဲမှာဆိုရင်လည်းအရဲလည်းရှိတယ်ဆိုတော့သွားလို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်လည်းဆက်လက်ပြီးတော့သွားကြရအောင်အပေါ်မှာဘာတွေရှိမလဲဆိုတော့โอเคအခုလက်ရှိကျွန်တော်တိုင်းတဲ့တော့ကတော့ချူလေးနေမှာရှိရပါတော့ချူလေးနေမှာဆိုတော့ဒီနေရာတော့လူတေးတော့မသိဘူးပေါ့နော်ဒီတော့လာတော့အောက်မှာကန်းရှိတဲ့ဒီကန်းရှိနေမှာလဲတာကူမပေးလဲတရဝါဒီအောက်မှာများတော့မနော်အဲ့ဒါလည်းလူအောက်မှာတော့လူများတယ်ဒါပေမဲ့ဒီတော့ပေါ်မှာတော့တေးတော့လူတေးတော့မလာဖြစ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်တက်တာအောက်မှာပြောစရာကောင်းတဲ့မျိုးစုခေလဲတာကူမလာတယ်ပေါ့နော်အဲကြောင့်ဆိုတူမနော်တော်မှာဘာတွေရှိလဲမနော်ကျွန်တော်တို့ဆက်လက်ပြီးတော့သွားကြည့်အောင်နော် Oh my god Oh my god အမြတယ်နော်ဆက်သွားမယ်နင်းလေးပြရတာထင်တယ်ဒီချေဘူးတော့တောင်းပေါ့မတက်အောင်နေတက်အောင်ဟဲ့နေတက်အောင်ခုနကတည်းကစားပြကြီးမီတော့ကာဖေလေးလာတော့ဟိုတို့မရှိသူ့လေကကြောင်းနေလို့ထားမိုးတွေမှာဆိုတဲလေတလို့လေသူဟောကြီးကျွန်တော်လာကျလာမတာဘူးကျမဒီခိုင်ကြပါငါလေချိတ်ခါလို့တာပါစနေမှာတော့တော့အဲ့ဒီမှာကာဖေအေးလေးလားရှိနေမှာဆက်7မိနစ်15မိနစ်ပဲကြာပါလေ15မိနစ်ပဲဟိုမှာလည်းလူနေ
Tôi mình đây là đây chưa ok rồi sao nhận ra ဒါကတော့တော်မှာရှိတဲ့အဆောင်တစ်ခုပါဒီအဆောင်ကတော့လူရည်ရလည်းမရှိပါဘူးခုလက်ရှိလာတဲ့အဖွဲ့ကတော့ချစ်မန်ကလာတယ်လို့ပြောတာပေါ့နော်ကျွန်တော်လည်းစကားနဲ့ပြောပြီးတော့သူတို့ကကျွန်တော်ကိုတာပုံရိုက်ဖို့ပြောတာပေါ့ကျွန်တော်လည်းတာပုံရိုက်ဖို့ရတာပေါ့ကျွန်တော်တာပုံရိုက်ပေးတယ်အဲ့ဒါကျွန်တော်ရဲ့ကန်ဆယ်နာကတော့ပယ်ရတော့တာပုံရိုက်ပေးရတဲ့ကန်ဆယ်နာပါပါတယ်အဲကြောင့်ကိုယ်နဲ့မသိတဲ့သူရှိရတော့မှတာပုံရိုက်ပေးရဖို့ခွင့်တောင်းပြီးတော့တာပုံရိုက်ခိုင်းတဲ့ကန်ဆယ်နာပါပြီးသားပါအဲကြောင့်ကျွန်တော်ပယ်တော့တာပုံအမြင်လိုက်ရိုက်ပေးရပါတယ်တရားနဲ့တွားရတော့မှတာပုံရိုက်ပေးရပါတယ်သူများကိုပါကိုပူကြတော့ကိုဟိုမထားဒီမှာထိုင်ပြီးတော့ရိုက်ရပါတယ်အဲ့ဒါတော့ဘယ်သူမှမသိပါဘူးကျွန်တော်ရိုက်ပြပါတယ်သူတို့ကလည်းဥမာအမြင်တော့ပြတော့ဒီမှာလာရဖွဲ့အမြင်တော့ပြအသက်40ကျော်50ကျော်ပေါ့နော်တဲ့အသက်နဲ့ကြည့်ပြီဒီမှာလူငယ်တွေတိတ်ပြီးတော့မတွေ့ပေါ့နော်ဒီအပေါ်ကအဆောက်အဦတွေလည်းလူတိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့အောက်မှာနဲ့တိတ်ပြီးတော့မွေးဆိုတော့လာရလွယ်ပါတယ်ကြောင့်လာတော့တော်ပေါ်တက်ဝင်လာတော့အများကြီးရှိပါတယ်သူတို့စီးပြီးတော့နောက်မှာကျွန်တော်ကြောက်တယ်ပြည့်ပြတ်နေပါတယ်တော်မှာကိုဘယ်သူမှမရှိတော့is there ဒီဘုံတောင်ပေါ်ရတော့တော်လူဆိုမလာဘူးဆိုတော့ဒီတော့လာပိုင်ယူဥမဆိုလားလူလည်းအများရှိတယ်အဲ့ဒါလူလည်းအများရှိတယ်ဒါအောင်ဆိုပဲဒီမှာအောက်မှာဆိုရင်ကျွန်တော်တက်လာအောက်မှာဆိုဒီမှာ professor ရှိတယ်ပြူတာလာဒါမှနေတော့နေပူတယ်ခုချိန်မှာဆိုရင်7နိုင်ထွေးပေါ့နော်ကျွန်တော်နိုင်ဝဲတက်လိုက်နိုင်ထွေးတောက်မှလာတယ်ကျွန်တော်စုခေတဲ့ကြီးနဲ့ကျွန်တော်ရဖိုးကတော့3 page ဝေလာပါတယ်အဲ့ဒါနေဘူးထဲမှာရိုက်တာများလို့ပေါ့နော်အဲ့ဒါကျွန်တော်ဆက်လိုက်ပြီးတော့ဗီဒီယိုတွေဆက်ပြီးတော့ရက်လို့မရတော့ဘူးပေါ့နော်ဖုန်းလဲကျွန်တော်ဖုန်းလဲဆက်ပြီးတော့အသုံးပြုလို့မရတော့ဘူးဆိုတော့ကျွန်တော်ပြန်အောင်မလဲရှိတယ်ဆိုတော့အဲ့ကြောင့်မလို့ကျွန်တော်ခီးစရာတော့တင်ပါပဲစုတော့လက်ပါတယ်အကေဒီမို့မနော်ထိုင်းနိုင်ငံမှာဘာကောင်းနဲ့တိတ်ပြီးတော့မွေးတဲ့ခီးကျွန်တော်ဆက်ပြီးတော့သွားဖို့အစီအစဉ်ရှိတာပေါ့နော်အကေကျွန်တော်ဒီမို့ခီးစီတွေဘာကောင်းဒီမှာသွားလို့ကောင်းတဲ့နေရာတွေရှိတယ်ဆိုလဲကျွန်တော်ဆက်လက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ